ကစားတော့မှာပဲခွေးဦးသိန်းကြီးထုံဝင်းဝင်းအစရှိတဲ့ကစားသမားတွေကိုတော့ဒီပြကြီးဆိုတော့အိုကီရန်စင်းမှာပဲသုံးမိလာတာတော့တွေ့ရတယ်ဗျာပွဲမှာအပရစ်တင်းလာတဲ့ဝင်းဝင်းကတော့ရန်စင်းမှာပဲရှိနေခဲ့တယ်ဗျာဒီလိုဆိုတော့ပွဲစားရဆိုတဲ့မြန်မာတင်းမဲ့ယူရီလာအေရီယာတွေကိုဖျက်ပို့ပေးထားတယ်အပိုက်ကန်းလာပြီလန်ကန်လာပြီပြန်ထွက်လာထက်ကန်တယ်ဂိုးရမြောက်ဒီချိန်မှာတော့ပြိုင်ဘက်မြန်မာတင်းရဲ့ area ထက်ပေါ်ပါရကနေဆိုရင်လက်စီလာလေးလွတ်တဲ့ကံပေါ်ကနေစပါဂိုးတွေနိုင်ဂိုးတွေကိုတွင်းသွားနိုင်လားစောင့်ကြည့်သွားအောင်ဗျာဒီလိုချင်းတော့ပွဲရတော့ပြန်ပြီးတော့စပြီဗျာဆက်လူရဲ့လိုက်တဲ့မာတင်ပေးမှုကိုဘင်္ဂလားဒေ့ရှ်ပြည်ရာထဲမှာပူဝင်းခွင့်ရခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့တွင်တော့ဘင်္ဂလားဒေ့ရှ်အသင်းပဲရီဂျူပေါ်နာဘယ်ချမ်းပါပဲခင်ဗျာငင်ပွင့်အေကိုဖျက်သူစူးစမ်းနေတယ်ကြော်လာတယ်ခင်ဗျာရီဂျူပေါ်နာဟိုလေးကိုအနေနဲ့များတဲ့နေထားတစ်ခုပဲခင်ဗျာရီဂျူပေါ်နာရဲ့ဖျက်တင်ပေးဖို့မှုကိုကွင်းလျာနေတောက်လျှောက်လိုက်တက်လာခဲ့တဲ့မိုနီကာလိုက်တဲ့ပိတ်သွင်းမှုအတွက်စူးစမ်းခဲ့တာပဲဖြစ်ပါတယ်ဂျင်းကြည့်နေဗျမြန်မာတင်းပဲနောက်တန်းမှာပုံမှာရှိနေခဲ့တဲ့လူရဦးလူပေးတာမှားသွားပြန်ပြီခင်ဗျာရီတူပေါ်နာဘင်္ဂလားဒေ့ရှ်အသင်းပဲခွင့်ရအသုံးချနိုင်မလားစောင့်ကြည့်ရမယ်ရီတူပေါ်နာရှုံးလာကန်လာပြီပွဲကြီးရီတူပေါ်နာရဲ့ဒုတိယမြောက်သွင်းကိုဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်အသင်းကိုဦးဆောင်ပြန်ပြီးတော့ရရှိသွားခဲ့ပြန်ပြီဖြစ်တယ်ခင်ဗျာပထမသွင်းကိုသူ့ပေးခဲ့တဲ့ကျော်နံပါတ်7ရီတူပေါ်နာပဲလက်လက်ပပသူ့ပေးခဲ့ပြန်တာပဲဖြစ်တယ်ခင်ဗျာဒီရရှိသွားတဲ့သင်္ကိုးမှာတော့မာတင်းနောက်တန်းကစားသမားတွေရဲ့မာနေတဲ့ရီတူပေါ်နာရရှိလာတဲ့အခွင့်အရေးကိုတော့ပိုင်နိုင်ဆုံးအသုံးချသွားခဲ့တာပဲဖြစ်ပါတယ်။ဘောရှူမျောပေးထားတယ်။နနိုးခင်လူကြည့်သူပဲလွတ်ထွက်သွားတဲ့နနိုးခင်ကိုသမားနဲ့တယောက်ချင်းပဲရက်ခောက်ထားတဲ့နနိုးခင်ငါကမချိုးသားတယ်။နနိုးခင်ကိုသမားကိုဖျက်ချော်ဖို့ကြိုးစားရင်းနဲ့ပဲပြဿနာနဲ့ကြုံတွေ့သွားခဲ့တာပဲဖြစ်ပါတယ်။ဘုံမာနဲ့တယောက်ချင်းရင်ဆိုင်တွေ့ရတဲ့အနေအထားတစ်ခုကနေမာတဲ့အသုံးချနိုင်ခဲ့ခြင်းတော့မရှိဘူးခင်ဗျာစံတော်ရဲ့အကွက်မြင်ပေးပို့မှုကနေလူကျွန်ထောင်ချောက်ကိုပေါက်ထွက်ပြီးတော့မျက်နှိုးခင်းဘုံမာဖြစ်ကြော်ဖို့ကြိုးစားခဲ့တာပဲဖြစ်တယ်ခင်ဗျာလူရဦးကံပိုးပေးထားတယ်။မြန်မာတင်းပဲစမ်းတော်တော်လွတ်လွတ်ကျွတ်ကျွတ်ပဲအိမ်ရတဲ့ဝင်လာပြီးစမ်းတော်တော်ဂိုးသားနဲ့ပြောင်းချင်းပဲချိုးပြီးတယ်ပေးပြီ။ဟိုးပြီခင်ဗျာ။လက်ရှိမှာတော့ပွဲသားချင်း88မိနစ်ရောက်မှဝင်း